တော်ဒီနေ့ရောက်နေတာကစလက်တော်ရှိတော်တမန်ဆယ်ကြီးပေါ့နော်တော်တော်လှတယ်ကျွန်တော်ကြည့်ပြကြည့်မယ်ဆယ်ကြီးလုံးဝအပြည့်တော်တော်လှတယ်ဓာတ်ပုံတွေရိုက်မယ်ဒီကခြေရိုက်ဖို့စဉ်းစားထားပါတော့ကန်ကောင်းရင်ခြေနဲ့ reflection ကြည့်ရမှာကြည့်လိုက်အောင်ဒီဘက်တော့ညုံးထောင်လာပေါ့ဟုတ်ဇော်မျိုးလေဇုံညုံးဟိုတိတ်တိတ်လေးတွေလားကျွန်တော်စားတိတ်တိတ်လေးတွေအထောက်ပေါ့အထောက်မရှိဘူးဒီဆိုတော့ဇုံစိတ်လေးတွေရှိဘယ်လောက်ကြာလဲနိုင်လောက်ဆိုင်မနေ့မှပေါ်လာတညာလုံးထားပေါ့ညတော့အတိုင်းချတာကြီးရစားခဲ့တာကအခါမိဘယ်လောက်မြင်အများကြီးလားတောင်းလေးပိတ်တာလားရအများကြီးပေါ့အပေါ်ကျူတူလို့လက်တလုံးဆက်ပေးတယ်နော်ဟုတ်တပင်းနေလားအောက်မှာဝါတယ်အော်ဝါရောကြီးဟိုဒါကြီးစီးကြတယ်ဟိုကဒီနဲ့အားလေခွင်းနေဒါရှူတွေပေါ့ရှူတွေရောတွေဒီဆိုမြင်ကြတော့လိုက်ဒါလည်းဒီစက်တယ်ဒီပေါ်လားပေါ်နင်းလို့ရရလားနင်းမနင်းဒီဝါရလုံး30နော်တော့double line မလို့ရမလို့နားမှာကိုလုံနေတာသဘောကျ
တော့ကိုမင်းဒီနားလေးမှာကိုဟာယူဖြန့်ပြရတယ်အတိုက်ပါ ဒီကောင်းတယ်ဟိုအောက်ရောက် အောက်ရောက်လာကုန်နေတာ ဟိုဝါပြီ အော် ညော တော်ဖြတ်ရတာပေါ့ ရတယ်ကိုရတယ်ကိုလှုပ်ရပါပြီ ရှိတော့ ရှိရနော်ဟုတ် တိုက်ပဲရှိတယ်ဒီဘက်တည်းဟို ဝေးမှာချပါ တမန်ကြီးသွားမှာ อ๋อ ဝေးရတော့ ဟိုကလာတဲ့တမန်ကြီးပါ ဟုတ် အဲ့ဒါချာချာ ခါကိုအစ်လို့ ဒီဘူးလေးကကိုချခဲ့ဟာပါအများကြီးပဲ ဟိုထိတ်က ဝေးရဆိုင်ဟုတ်ဆယ်ပဲ ဟုတ်တယ်အချို့ခုနဟိုတဲ့ဆက်လိနဲ့ဝင်သွားတယ်တယောက်80တရားလောက်ကြာ ဟောအဲ့လိုအများကြီးပေါ့လုံး80ဆိုတာ နေ မနေဘူး ဒီက6ပိတ်တာရအောင်ဆိုတော့ကပိတ်တာ9000ဟုတ်တယ် ဟုတ်တယ်ဒီဟော ရောင်းတော့600လေး800လေးပဲရောင်းလက်လီပဲရောင်းတော့ကိုကြီးကဖတ်တယ်ပဲပြေးလိုက်အိမ်မှာနေ ဒီပေါ့လာသိမ်းသွားလိုက်ပြီးတော့တော့ ဒီဘက်လာယူသွားတယ် လုံးဝဈေးထီသွားတော့အလုပ်တွေအများကြီးရှုံး သူစီကြီးနဲ့မကိုက် ဟုတ်တယ်ကို ရတာ ဝိုင်းမဟုတ်တော့လေရသလားပေါ့နော်အဲ့ဒါကိုဟုတ်လား မမိုက်ပါဘူးဆယ်ပဲကုန်လေးချင်းညှက်တိုက်ရှိတယ် นี่ဟုတ်တယ်တယ် ဟိုမှာဟိုလေးတကိုင်းကြောင်လေးတွေ့လားဒီနေ့ကိုဒီနေ့အတော့ရမှုအစင်းစင်းမဲတော့အဲ့ဒါကြ ဟုတ် မြင်လား မြန် ရန်ကုန်စလုံးထုတ်နေတယ်ဒီလိုလေးဟုတ်စလုံးထုတ်နေတယ်ချမ်းပြရတယ်တော့ဒီခောက်လိုက်ရင်တော့ပြန်စိတ်သွားတော့ ဟုတ်ကဲ့မိုက်တယ်ဗျရှယ်ပဲအခါကူမှမြင်ဘူးအဲ့ကျွန်တော်စားပစုံစိတ်တေးလေးဟို ဟုတ်တယ်တိတိလေးရတယ် ကြော်ကြီးစားတဲ့ဟာလေးတွေတို့ အဲ ချမောင်းရေးသေးတော့ထည့်တဲ့ဟာ
တစ်ခါကျတော့6နဲ့ညှက်ပြီးထိုးတယ်လေညှက်ပြီးထိုးတယ်လေတော့ခက်ဆိုင်ပြီးတာ ပြီးတော့ဗောဒါတောင်ဆုံးတစ်ခုဗော ပြီး ဩမလေးမြဲတာပဲဘယ်နှကောင်လောက်မရကိုတခါမျိုး ဆောင်အကြသား20သားရ အခုဘယ်နှခုလောက်ချရတော့အများကြီးချရရအဖော်လေးကိုအခုခိုင်းတာ ဟုတ်တယ် အဲ့ဒါအများကြီးပဲ